နော် at 12ဒီအပိုက်ကလေးရပဲစပြီးတော့ပြောလိုက်မယ်နော် at 12 o'clock ကနေပြီးတော့စပြောလိုက်မယ် at 12 o'clock 7 နာရီလောက်လဲကြာရောတဲ့ Tom and Becky didn't go home အိမ်ကိုမပြန်ခဲ့ပါဘူးတဲ့ they stayed နေခဲ့ပါတယ် in the school yet ကျောင်းဝင်းထဲမှာနေခဲ့တယ်တဲ့ and ပြီးလို့ရှိရင် talk စကားတွေပြောနေခဲ့တယ်တဲ့ Tom said Tom ကနေပြီးတော့ပြောလိုက်တယ် I love you ကျွန်တော်မင်းကိုချစ်တယ်ဒီလိုပုံစံမျိုးပြောလိုက်တယ် Do you love me မင်းရောကျွန်တော်ကိုချစ်တာလားအဲ့လိုပုံစံမျိုးလေးပြောလိုက်တယ်ပေါ့နော် Yes Becky answer အဲ့လှပတဲ့ကောင်မလေးကဘာပြောလိုက်လဲဆိုရင် Yes ဆိုပြီးတော့ပြောလိုက်တယ်တဲ့အဲ့ဆိုလို့ရှိရင် Good ကောင်းပြီဆိုပြီးတော့ဘသူကပြန်ပြောလိုက်လဲဆိုလို့ရှိရင် Tom ကပြန်ပြောလိုက်တယ်ပေါ့နော် Tom said Tom ကပြန်ပြောလိုက်တယ် Then every now you are going to walk to school you are going to walk to school မင်းအကြောင်းမှနေချင်တာလား with me ကျွန်တော်နဲ့ everything နေ့တိုင်းအကြောင်းမှမင်းငါနဲ့တူတူလမ်းလျှောက်ချင်တာလား Army always walk with me Army ကတော့ always walk ကျွန်တော်နဲ့အမြဲတမ်းလမ်းလျှောက်တယ်ဒီလိုပုံစံလေးမြည်လိုက်တယ် Army Becky said angrily Becky ကနေပြီးတော့စိတ်ဆိုးစွာနဲ့ပြောလိုက်တယ်ဆောနာလှပတဲ့ကောင်မလေးရပြော Army ဆိုဘာတူလဲပေါ့ Do you love her မင်းသူမကိုကြိုက်တာလဲမင်းသူမကိုချစ်တာလားတဲ့ No မဟုတ်ပါဘူးတဲ့ Don't answer Don't ကနေပြီးတော့ပြန်ပြီးတော့ဖြေလိုက်တယ်ပေါ့နော် I love you now ကျွန်တော်မင်းကိုချစ်ပါတယ်အခုတဲ့အဲ့တော့ Do you want to walk with me Do you want to မင်းလုပ်ချင်လား walk လမ်းလျှောက်ခြင်းကိုလုပ်ချင်လား with me ကျွန်တော်နဲ့လမ်းလျှောက်ခြင်းကိုလုပ်မလားလမ်းလျှောက်မလားပေါ့နော် but ဒါပေမဲ့ Becky was angry with Tom Becky ကဘာဖြစ်သွားလဲဆိုလို့ရှိရင် was ဖြစ်ခဲ့ပါတယ် angry စိတ်ဆိုးသွားခဲ့တယ်တဲ့ with ဘသူ့ကိုလဲ Tom ကိုစိတ်ဆိုးသွားခဲ့တယ်ဘာဖြစ်လို့ဆိုတော့ Army အကြောင်းပြောလိုက်လို့လေနော်အဲ့တော့ she walked away ဘယ်လိုလမ်းလျှောက်သွားလဲမြင်မြင်လေးလမ်းလျှောက်သွားလိုက်တယ်တဲ့ away ကိုလမ်းလျှောက်သွားလိုက် and didn't answer ဒါဒီ do you want to walk with me ဆိုတဲ့မင်းငါနဲ့လမ်းလျှောက်ချင်လားဆိုတာကိုမဖြေဘဲနဲ့ away ကိုလမ်းလျှောက်သွားလိုက်တယ်တဲ့ Tom was unhappy Tom ကဘာဖြစ်သွားလဲမပျော်ရွှင်တော့ဘူးတဲ့ဒါနဲ့ပဲအဲ့တော့ he didn't go to school in the afternoon he didn't go မသွားခဲ့ဘူး go to school ကျောင်းမသွားခဲ့ဘူးတဲ့ in the afternoon နေ့လည်ခင်းအတန်းကိုသူမတက်ခဲ့ဘူးတဲ့ that night အဲ့ဒီညမှာဆိုလို့ရှိရင်တဲ့ Tom went to bed ဘယ်ကိုသွားခဲ့လဲအိယာထဲကိုသွားခဲ့တယ်တဲ့ at 9 o'clock ဘယ်ချိန်မှာလဲ9နာရီမှာအိယာထဲကိုသွားခဲ့တယ်တဲ့ but ဒါပေမဲ့ he didn't sleep သူကောင်းကောင်းအိမ်မပျော်ခဲ့ဘူး Tom ကကောင်းကောင်းအိမ်မပျော်ခဲ့ဘူးပေါ့နော်အဲ့ဒီချိန်မှာ at 11 o'clock 7 နာရီလဲထိုးတော့ he went out his bedroom သူ့ရဲ့အခန်းကနေပြီးတော့ Tom ကနေသူ့ရဲ့အိတ်ခမ်းကနေပြီးတော့ထွက်လိုက်တဲ့ bedroom window အဲ့အိတ်ခမ်းရဲ့ပတင်းပေါက်ကနေပြီးတော့ထွက်လိုက်တယ်တော့ to the yard ဘယ်ကိုလဲဆိုလို့ရှိရင်ခြံစည်းကိုသွားလိုက်တယ်အဲနောက်တက်တာမှာ Helga was there Helga လည်းအဲ့ထဲကိုရောက်နေခဲ့တယ်နော်အဲ့တော့ they walked to the graveyard ဘယ်ကိုသွားခဲ့လဲလမ်းလျှောက်ပြီးတော့သွားခဲ့တယ် graveyard ကိုလမ်းလျှောက်ပြီးတော့သွားခဲ့တယ်တဲ့အဲ့တော့ they stopped behind sandwich tree they stopped သူကရက်နေခဲ့တယ်သူတို့တွေကရက်နေခဲ့တယ်ပေါ့နော် behind အနောက်မှာ sandwich tree တပင်ကြီးတပင်ကြီးရဲ့အနောက်မှာသူတို့ကရက်နေခဲ့တယ်တဲ့ and ပြီးလို့ရှိရင် talk quietly တိုးတိုးလေးစကားပြောနေခဲ့ပေါ့နော်အဲ့တော့ suddenly ရုတ်တရက်ဆိုတော့ပဲ there was a noise ဘာဖြစ်လာလဲအဲ့နားလေးမှာဆူညံလာခဲ့တယ်တဲ့ Three men came into the graveyard ထဲကိုဘသူတွေဝင်လာခဲ့လဲယောက်ျားကြီး၃ယောက်ကဝင်လာခဲ့ပါတယ်တဲ့ The doctor Muff Potter The doctor ဆရာဝန်ဖြစ်တဲ့ Muff Potter နဲ့ and ပြီးလို့ရှိရင် Injun Joe နဲ့ The doctor ဆရာဝန်တစ်ယောက်ရယ် Muff Potter ရယ် Injun Joe ရယ်၃ယောက်ကဝင်လာခဲ့တယ်တဲ့အဲ့တော့ဒီညလေးမှာတခန့်ရက်ပါမယ်ဟုတ်ပါပြီကျေးဇူးတင်ပါတယ်ဒီနောက်လေးတွေလက်ဆက်ပြီးတော့ဒီဟာလေးကိုဆက်ပြီးသွားကြမယ်နော် Okay bye 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 thank you all